မတထေးတွေကိုငါးချင်ဆက်လေးချက်ကျွေးလိုက်တာထိုင်းဖူးနဲ့တူတယ်လို့ပဲနော်တဲ့အမေဒါမျိုးတော့ဘယ်ရမလဲမြန်မာမကိုယ်တိုင်ချက်တာဆိုတော့မြန်မာဖူးပါနော်လို့ပြန်ပြောလိုက်တာပေါ့ငါကတော့ဒီငါ့ကိုသုံးထားပါတယ်ငါနာမည်ကတော့ဘယ်လိုခေါ်လဲမသိပါဘူးရှင်ပင်လယ်နဲ့နီးတဲ့ဒေသကလည်းမဟုတ်တော့ပင်လယ်ထဲကလာတဲ့ငါးတွေရဲ့နာမည်တွေတော်တော်များများကိုမသိပါဘူးရှင်ငါ့ကိုအနေတော့တုံးလေးတွေတုံးပြီးတော့အရသာအတွက်စားငရုတ်ကောင်းနွင်းထည့်ပြီးတော့နေပေးထားလိုက်ပါတယ်ငါးချင်ဆက်ချက်တဲ့ခါကျရင်ဒီလိုအရသာတွေနေပြီးနိုင်ဝက်လောက်နဲ့ထားမှအသားတဲ့ထိအရသာတွေရောက်ဝင်တာပါတွန်ဖြူချင်းရုပ်သီးစီမွေနဲ့စားလေးနဲ့ငယ်ကိုလည်းထည့်ပြီးတော့မှထောင်းပေးထားလိုက်ပါတယ်ရှင်ဒီမှာကသူတို့ကိုစားစေခြင်းနဲ့စေနာရှိလို့သာကြံဖန်ပြီးတော့ချက်ကျွေးတာပါမြန်မာပြည်မှာလိုပစ္စည်းရတော့မစုံဘူးပေါ့နော်။ထောင်းထားတာတွေညက်လာပြီဆိုရင်တော့တံမြာသီးညစ်ထည့်ပြီးတော့မှဖျော်ပေးထားလိုက်ပါမယ်ရှင်။ရင်နွေးပွက်ပွက်ဆူထဲမှာဆက်ထားတဲ့အခြေရည်တွေကိုထည့်ပြီးတော့9မိနစ်လောက်တည်ပေးလိုက်ပါမယ်။ပြီးတော့မှအရသာနေနဲ့ထားတဲ့ငါးကိုထည့်လိုက်တယ်။လိုချက်လိုက်တာကငါးကိုအရသာနေပြီးနိုင်ဝက်လောက်နဲ့ထားတော့တောင်းတောင်လေးဖြစ်နေတာရဲ့။ပွက်ပွက်ဆူနေတဲ့အခြေရည်တွေကိုငါးထည့်လိုက်တာကပုံမှန်ငါးစားရတာထက်ထုတ်ကလေးနဲ့ပို့ပြီးစားကောင်းပါတယ်။ရေကလည်းမွေးကြိုင်ပြီးတော့မှချင်းဆက်ထိမိနေတဲ့အပြင်သားကလည်းထုတ်ကလေးနဲ့အရသာရှိနေတော့ဒီလိုဟင်းပွဲမျိုးမှမကြိုက်ရင်ဘလို့ဟင်းပွဲမျိုးကြိုက်တော့မလဲနော်။အညီနံပြောက်ဖို့အတွက်ကတော့ရှမ်းနံတို့ဖက်ဖယ်တို့မရှိတော့တံမြာသီးเจ้าနဲ့ဂျင်းကိုနိုင်လေးသုံးထားပါတယ်။တံမြာသီးကအစိုးရ6ကိုသုံးထားတာမို့လို့ဟင်းပွဲချလိုက်တဲ့ချိန်မှာတော့တံမြာနဲ့တင်းလေးရနေပြီးတော့ရေတောက်လိုက်တဲ့ချိန်မှာလည်းဂရင်းရှင်းသွားတဲ့ခံစားချက်မျိုးကိုရနေမှာပါ။လိုငါးချင်ဆက်ကိုချင်စော်ကားသီးနဲ့ချက်ရင်လည်းအရန်ကောင်းပါတယ်။အမကတော့ရှိတာလေးနဲ့အကောင်းဆုံးချက်တဲ့သူမို့လို့တခြားသူတွေရဲ့ချက်နီးနဲ့တော့တူချင်မှတူပါလိမ့်မယ်ရှင်။ကျေးဇူးပါရှင်ဘိုင်